မင်္ဂလာပါကျွန်တော်ဒီ video file ထဲမှာတော့ power station တစ်လုံးဆိုတာဘာလဲဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ဘာလို့ကျွန်တော်ဒီခေါင်းစဉ်ကိုလောက်ရလဲဆိုတော့တချို့တည်သေးတဲ့သူတွေအတွက်ပေါ့နော်တချို့က power station ဆိုတာဘာကြီးလဲပေါ့ဒီလိုမျိုးမေးကြတာတွေရှိတယ်။အဲ့တော့ power station ဆိုတာကတော့ဘာလဲဆိုတော့ဘက်ထရီနဲ့ inverter ကိုတွဲရက်လေလုပ်ပေးထားတဲ့တခါတည်းလွယ်လင်းတကူအသုံးပြုလို့ရတယ်။တရားပြုရလွယ်တယ်တက်စင်စရာလည်းမလိုတဲ့ပစ္စည်းကိုခေါ်ခြင်းပဲဖြစ်ပါတယ်။ဒါကျွန်တော်ရဲ့နောက်မှာမြင်နေရတဲ့ပစ္စည်းတွေဆိုတာအကုန်လုံးဒီ power station တွေပဲဖြစ်တယ်။ power station တွေမှာဆိုရင်ကျွန်တော်တို့ကဒီဇိုင်းမျိုးစုံလာတယ် brand မျိုးစုံလာတယ်ဒီဇိုင်းမျိုး brand မျိုးရှိတယ်ပေါ့နော်။အဲ့ဒီထဲမှာကိုနဲ့ကိုင်းကိုကြိုက်တဲ့ brand ကိုဒါရွေးချယ်ပြီးတော့မှသုံးရမှာဖြစ်တယ်။အဲ့တော့ station တွေဆိုရင်ကျွန်တော်တို့စီမှာတော့ဒီ300 watt 200 watt လောက်ကနေစပြီးတော့မှရှိတယ်ပေါ့နော်အကုန်လုံးကိုဒါအသေးစိတ်ကြည့်ပြီးတော့မှရွေးချယ်လို့ရတယ်အကုန်လုံးရဲ့ဒီ power station တွေအကုန်လုံးရဲ့တိဆောက်ပုံဒီအကုန်လုံးအတူတူပဲပေါ့နော်watt အလိုက်တွေလာတယ်ကျွန်တော်200 watt 300 watt 500 watt 1000 watt 800 watt 1500 watt 2000 watt စသဖြင့်အစားအစာရှိတယ်ဒါ3000 watt တွေလည်းလာတယ်9000 watt တွေလည်းလာတယ်8000 watt တွေအထိလည်းလာတယ်ပေါ့နော်ဆိုတော့station တွေကတော့ကိုအသုံးပြုခြင်းနဲ့ site light ကိုကျွန်တော်ရွေးချယ်ပြီးတော့မှဝယ်ယူလို့ရတယ်အဲ့တော့ station တစ်လုံးကတော့ဘာအားသာချက်ရှိတယ်လဲဆိုရင်နေရာတိုင်းကိုလွယ်လင်းတကူပဲတည်သွားလို့ရတယ်ဒီကောင်လေးဆိုရင်ဒါ Yamahaရဲ့ကျွန်တော်တို့300 watt station လေးပေါ့နော်ဒီလို station လေးတွေဆိုရင်ကျွန်တော်တို့ဖုန်းအားသွင်းဖို့ laptop တွေအားသွင်းဖို့ TV လေးတွေကြေးဖို့ပန်ကာလေးတွေသုံးဖို့ air cooler တွေသုံးဖို့ဆိုရင်ဒီကောင်လေးတစ်လုံးနဲ့ဒါအဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့ကဘေးသားသွားဒါလေးတည်သွားလိုက်အောင်မယ်အဲ့တော့ကိုခရီးသွားတာပဲဖြစ်ဖြစ် campaign တွေထွက်တာပဲဖြစ်ဖြစ်ဆိုရင်လည်းကျွန်တော်တို့ကဒါလွယ်လင်းတကူပဲတည်သွားလို့ရတယ်ဟိုးအရင်တုန်းကဆိုရင်ဒီလိုမျိုး power station တွေမရှိခင်နေအချိန်ခါတုန်းကဆိုရင်ဒီမီးစက်တွေအသုံးပြုရတယ်လို့ပဲပေါ့နော်ဒီနောက်ပိုင်းကတော့ကျွန်တော်တို့ဘက်ထရီနည်းပညာတွေမြင့်လာတယ်နောက်ပိုင်းမှာဒီမီးစက်တွေရဲ့အစားထိုးကိုဒီကောင်တွေလာမယ်လို့တောင်မှဒါကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်လက်ရှိမှာဆိုဒီလိုလဲသုံးနေကြပြီလုပ်ငန်းထဲမှာလည်းသုံးလို့ရတဲ့ power station တွေကဒါထွက်ပေါ်လာနေပြီပေါ့နော်အဲ့တော့လွယ်လန်းတကူအသုံးပြုလို့ရတဲ့ပစ္စည်းပေါ့နော်ဒီဘက်ထရီနဲ့ inverter ကိုဒီတစ်လုံးထဲမှာပဲပေါင်းစပ်ထားတဲ့ပစ္စည်းကိုကျွန်တော်တို့က power station လို့ခေါ်ပါတယ်အဲ့တော့ power station တစ်လုံးရွေးချယ်တဲ့အခါမှာလည်းကိုအသုံးပြုခြင်းတဲ့ watt တွေအလိုက်ကိုဒါရွေးချယ်မှာပဲဖြစ်တယ်လူချင်းမင်းတို့ကအိမ်သုံးအနေနဲ့သုံးမဲ့ဆိုရင်အိမ်သုံးပစ္စည်းတွေတော်တော်များများအသုံးပြုနိုင်မဲ့ power station မျိုးကိုရွေးချယ်ဖို့လိုတယ်ပေါ့နော်ဒီကောင်လေးတွေကတော့ကျွန်တော်တို့တော်တော်များများဒီTV ကြည့်လို့ရမယ်ပန်ကာလေးသုံးလို့ရမယ် air cooler သုံးလို့ရမယ် laptop တွေသုံးလို့ရမယ်CCTV တွေသုံးလို့ရမယ်စားတဲ့ဟာတွေသုံးလို့ရတဲ့ station မျိုးစားရပဲဖြစ်တယ်အဲ့လိုမျိုးရွေးချယ်ရမှာပဲဖြစ်တယ်ပေါ့နော်နောက်တော့ကျွန်တော်စီမှာနည်းနည်းကြီးတဲ့ကောင်တွေလည်းရှိတယ်ပေါ့နော်ဒီကောင်လေးတွေကျွန်တော်တစ်ချက်ပြပေးမယ်ကောင်နေဆိုရင်လည်းဒါ power station တွေဖြစ်တယ်ပေါ့နော်ဒီကောင်တွေကတော့အကြီးစားတွေဖြစ်တယ်လုပ်ငန်းသုံးတွေမှာလည်းဒါသုံးလို့ရတဲ့ station type တွေပဲဖြစ်တယ်ပေါ့နော်ဒီကောင်တွေဆိုရင်ကျွန်တော်1500 watt ဒါ3000 watt 4000 watt 9000 watt စသဖြင့်အစားသားရှိတယ်ဒီကောင်တွေကတော့ကျွန်တော်လုပ်ငန်းသုံးနေမှာလည်းသုံးလို့ရတယ်ပေါ့နော် power station တွေကတော့လွယ်လင်းတကူတည်လို့ပြုလို့ရတယ်တက်ဆင်ရတဲ့အပိုင်းတွေအမတန်လွယ်ကူတယ်တချို့ပစ္စည်းတွေဆိုကျွန်တော်တက်ဆင်စရာမလိုဘဲနဲ့ကိုဒါသုံးလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ power station တွေနဲ့ပတ်သက်တဲ့ဟာလေးတွေကိုအသေးစိတ်ပြောပြပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ power station ဆိုတာတနည်းအားဖြင့်ဘက်ထရီနဲ့ inverter ကိုတွဲရက်ပါတဲ့ပစ္စည်းကိုဆိုလိုခြင်းပဲဖြစ်ပါတယ်ကောင်းနေဆိုရင်ကျွန်တော်တို့ဒါဘက်ထရီတီးတန့် inverter တီးတန့်နေဖြစ်တယ်ပေါ့နော်ဒါဆိုရင် inverter watt လိုက်တွေရှိတယ်ကျွန်တော်1500 watt တွေဒါ3000 watt တွေအစားစားရှိတယ်ဒီကောင်းနေဆိုကျွန်တော်ဘက်ထရီတွေပေါ့နော်12ဘိုက်100 250ဗို့100 200ပြီးတော့24 100နဲ့အစသဖြင့်ရှိတယ်power station ဆိုတာကဒီလိုမျိုး inverter နဲ့ဒီလိုဘက်ထရီကိုတစ်ခါတည်းပေါင်းစပ်ထားလိုက်တဲ့ပစ္စည်းကိုဆိုလိုချင်တာပဲဖြစ်ပါတယ်အဲ့တော့တစ်ခါတည်းတွဲရက်လောက်ထားတော့ကျွန်တော်တို့ကတီးတန်းနေဆင်စရာမလိုတော့ဘူးလွယ်လင်းတကူပဲအိမ်ရောက်တာနဲ့ plug ပေါက်ထိုးပြီးတော့မှတန်းပြီးသုံးလိုက်ရုံပဲပေါ့နော်ဒါမျိုးကိုဆိုလိုချင်ဖြစ်ပါတယ်အဲ့ဒီဟာတော့ power station တွေပဲဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ဒီထားလေးကိုရှင်းပြပေးကြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်နောက်ဗီဒီယိုမှာဆက်တွေ့ကြပါမယ်ခင်ဗျာ